သေယုံကဖုန်းပြောပြီးစိတ်တက်ကြစွာခြေပြစ်လက်ပြစ်မြေပြင်ပေါ်ထိုင်ချလိုက်တဲ့အချိန်မှာပဲတတိရှောင်းမင်းကအကိုဟွာကြီးလို့လှမ်းခေါ်လိုက်တယ်။အန်ဟွာကြီးကမင်္ဂလာပါဘသူကိုရှာနေတာလဲခင်ဗျားလို့ပြန်မေးလိုက်တယ်။တတိရှောင်းမင်းရှင်တေချာစဉ်းစားကြည့်ပါဦးတေချာကြည့်ပါလွန်ခဲ့တဲ့10နှစ်လောက်ကပန်းချံတစ်ခုမှာရှင်ကျမကိုပေါင်ပုံတစ်လုံးဝယ်ကျွေးခဲ့တယ်လေပြီးတော့ဘန်ကတ်တကက်လည်းပေးခဲ့သေးတယ်တက္ကသိုလ်မှာကြိုးကြိုးစားစားစာသင်ဖို့လည်းအားပေးခဲ့သေးတယ်ကျမရှောင်းမင်းလေရှင်မေ့သွားပြီလားလို့ပြုံးပြီးပြောလိုက်တယ်အတိတ်ကိုပြန်တွေးမိချိန်မှာအဖေဟိုမှာအမာကြီးတယောက်တနာပါတယ်အမာကြီးကိုဒါလေးကျွေးလိုက်ပါသမီးသွားကျွေးလိုက်ပါမယ်လို့ပြောခဲ့တာကိုသတိရသွားတယ်ကျောင်းသူရှောင်းမင်းကကျေးဇူးတင်ပါတယ်လို့ပြောလိုက်တယ်အန်ဟွာကြီးကမြန်မြန်စားလိုက်ပါဒါနဲ့ညီမလေးမင်းကဒီလောက်ငယ်ငယ်လေးရှိသေးတာကိုဘာလို့အပြင်မှာပလင်းကုန်နေလာကောက်နေရလဲလို့မေးလိုက်တယ်သူမကကိစ္စကဒီလိုပါအကိုကြီးကျမမိဘအရင်နေဆုံးသွားတာကြာပါပြီငငယ်ကလေးကမိထွေးရဲ့ညီမဝမ်းကွဲရဲ့နဲ့အတူနေထိုင်ဖြတ်တန်းခဲ့ရတာပါမိထွေးကလဲလုပ်ပြီးကျမကိုကျွေးမွေးတယ်ကြောင်းထားပေးတယ်ဘဝကနည်းနည်းတော့ပင်ပန်းပေမဲ့ကျမတို့မိသားစုပျော်ခဲ့ကြတယ်မနေ့ကကျမနာမည်ကြီးတက္ကသိုလ်တစ်ခုကိုဝင်ခွင့်အောင်ခဲ့တယ်ကျမကတက္ကသိုလ်ပြီးရင်ပတ်စံတွေအများကြီးရှာပြီးသူတို့ကိုအိမ်ကြီးဝဲပေးမယ်စိတ်ချမ်းသာအောင်ထားမယ်လို့တွေးထားခဲ့တာဒါပေမဲ့မနစ်ကနှစ်ကုန်ပိုင်းမှာမိထွေးရုတ်တရက်အပြင်းထန်နေမကောင်းဖြစ်ပြီးဆုံးပါသွားခဲ့တယ်ကျမတို့ညီမပဲကြံခဲ့တယ်ကျမမှာပတ်စံလည်းမရှိဘူးဒါပေမဲ့ကျောင်းဆက်တက်ခြင်းသေးတယ်ဒါကြောင့်နေရာနှံ့ပလင်းကုန်တွေလိုက်ကောက်ပြီးပတ်စံရှာနေရတာပါလို့ဝမ်းနေစွာပြောပြခဲ့တယ်အန်ဟွာကြီးကညီမလေးမငိုနဲ့တော့နော်ညီမလေးရဲ့နေ့ရက်တိုင်းဟာပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေဖို့သူတို့လည်းမျှော်လင့်နေမှာပါကဲခုနကညီမလေးတက္ကသိုလ်ဝင်ခွင့်အောင်ပြီလို့ပြောတယ်နော်ဘယ်တက္ကသိုလ်ကိုအောင်တာလဲလို့နှစ်သိမ့်မေးမြန်းလိုက်တယ်ရှောင်းမင်းကကျမဟွာချင်းတက္ကသိုလ်ဝင်ခွင့်အောင်တာကြည့်ကြည့်ပါလို့ပြလိုက်တယ်အန်ဟွာကြီးကဟွာချင်းတက္ကသိုလ်လေလားညီမလေးတကယ်တော်တာပဲဒါပေမဲ့ညီမလေးတကယ်လို့ညီမလေးကျောင်းဆက်တက်ဖို့အခွင့်အရေးရရင်ကြိုးစားပြီးစာသင်ပါလားလို့မေးတယ်ရှောင်းမင်းကတေချာပေါက်ကြိုးစားမှာပါပညာသင်တာတစ်ခုတည်းကသာထွက်ပေါက်ပဲလို့သင်ပေးထားလို့ပါလို့ယုံကြည်ချက်ရှိဖြေတယ်အန်ဟွာကြီးကညီမလေးအကိုရဲ့ဒီကတ်ထဲမှာငွေတစ်သန်းရှိတယ်လျှို့ဝှက်နံပါတ်က6160ပဲဒီငွေကိုယူပြီးကျောင်းလာကသွားသွင်းလိုက်သူတို့မျောလင်းချက်ကိုလုံးဝစိတ်ပြအောင်မလုပ်နဲ့နော်မှတ်မိပြီလားနောက်တစ်ခုကကျောင်းပြီးသွားရင်နိုင်ငံကိုကျေးဇူးဆက်ရမယ်နော်အခုချိန်မှာညီမလေးနည်းနည်းအခက်အခဲရှိနေပေမဲ့အရှုံးမပေးသေးတဲ့ဒီဘဝအသေးချာပေါက်ပိုကောင်းလာမှာပါရော့ယူထားလိုက်ပါလို့ပြောပြီးကမ်းပေးလိုက်တယ်ရှောင်းမင်းကကျေးဇူးတင်ပါတယ်ရှင်အကိုရဲ့နာမည်ပြည့်စုံကဘလို့ခေါ်လဲလို့မေးလိုက်တယ်အဲ့ဒီချိန်မှာကလေးမလေးကကျမဖေနာမည်အန်ဟွာကြီးလို့ခေါ်တယ်လို့ဝင်ပြောလိုက်တယ်လက်ရှိချိန်ကိုပြန်ရောက်လာတဲ့အခါအန်ဟွာကြီးကအော်ကျွန်တော်မှတ်မိပြီခင်ဗျားနာမည်ကဝမ်ရှောင်းမင်းမလားမတွေ့ရတာနှစ်တွေအများကြီးဆိုတော့ကျွန်တော်သိတောင်မမှတ်မိတော့ဘူးဟုတ်တယ်အဲဒီတော့ကအကိုကူညီခဲ့လို့အရန်ကန်ကောင်းခဲ့တာခုနကကိုဖုန်းဆက်တာကိုကျွန်မအကုန်ကြားတယ်အကိုရဲ့အဖေကတော့သူနေကောင်းရဲ့လားကျမ်းမာရေးကောင်းတယ်မလားလို့မေးလိုက်တယ်အန်ဟွာကြီးကအခြေအနေကောင်းနေပါတယ်လို့ပြောလိုက်တဲ့အခါရှောင်းမင်းကအကိုအတင်းဟန်မဆောင်ပါနဲ့ခုနကကိုဖုန်းပြောတာကိုကျွန်မကြားလိုက်ပါတယ်ဒီနေ့တွေတစ်လျှောက်လုံးမှာအကိုကျမပေါ်ကျေးဇူးရှိနေတော့မယ်နောက်ပြီးကျမမှာအရန်ရေးကြီးတဲ့ကိစ္စတစ်ခုရှင်းနေပြောစရာရှိတယ်အကိုဟွာကြီးရှင်းကျမကိုဒီကပ်ပေးတော့ကအထဲမှာငွေတစ်သန်းရှိတယ်အခုအဲ့ထဲမှာတန်း100ရှိနေပြီပြီးတော့ဒီအိမ်ကိုလည်းရှင်းအတွက်ကျမပြင်ဆင်ပေးမယ်လက်ခံလိုက်ပါလို့ကျေးဇူးဆက်တဲ့အနေနဲ့ပြောလိုက်တယ်အန်ဟွာကြီးကဒါလောက်တန်ဖိုးကြီးတဲ့ပစ္စည်းကိုကျွန်တော်တကယ်လက်ခံလို့မရပါဘူးကျွန်တော်မယူဘူးလို့ညင်းလိုက်တယ်တတိရှောင်းမင်းကကျမရှင်းကိုသိမ်းထားခိုင်းတာရှင်သိမ်းထားလိုက်ပါအဲ့ဒီတော့ကအကိုရဲ့အကူအညီသာမရှိခဲ့ရင်ဒီကနေ့ကျမဆိုတာရှိလာမှာမဟုတ်ဘူးသကပုံတစ်ခုရှိတယ်ရေတပေါက်ရဲ့ကျေးဇူးကိုစမ်းရင်ပေါင်းနဲ့ပြန်ဆက်ရမယ်တဲ့ဒီလိုလူကောင်းမျိုးကကောင်းမွန်တဲ့တုံ့ပြန်မှုကိုရရှိဖို့ထိုက်တန်ပါတယ်နောက်ပြီးအကိုကလေးရဲ့ចောင်းလာကအကိုအဖေရဲ့ဆေးဘိုးတွေကအစင်မပြေသေးဘူးလေဒါတွေအားလုံးကပတ်စံလိုတာကြီးပဲအကိုကိုအတွက်ကိုမစင်းစားခြင်းတောင်းသူတို့နှစ်ယောက်အတွက်လည်းစဉ်းစားပေးရမှာပေါ့မဟုတ်ဘူးလားဒါဆိုဒီငွေကိုရှင်လက်ခံထားလိုက်ပါလို့ထပ်ပြီးတိုက်တွန်းတယ်အန်ဟွာကြီးကကောင်းပါပြီရှောင်းမင်းခမပြောတာမှန်ပါတယ်ကျွန်တော်ကိုအတွက်ကိုမစင်းစားဘူးဆိုရင်တော့သူတို့နှစ်ယောက်အတွက်စဉ်းစားပေးရမယ်ဒီငွေကိုခမကျွန်တော်ကိုချေးပေးတယ်လို့ပဲသဘောထားလိုက်မယ်ကျွန်တော်မှပတ်စံရှိလာတဲ့အခါတေချာပေါက်ပြန်ဆက်ပါမယ်လို့သဘောတူလိုက်တယ်တတိရှောင်းမင်းကရှင်အားနာနေစရာမလိုပါဘူးဒါမဲ့အကိုဟွာကြီးဒီနှစ်တွေအများကြီးအတွင်းမှာရှင်ဘာတွေကြုံခဲ့ရလို့ဒီလိုခြေနေမျိုးဖြစ်သွားရတာလေလို့မေးလိုက်တယ်အန်ဟွာကြီးကအကိုဖုံးကွယ်မထားပါဘူးအဲ့တုန်းကညီမကိုကြောင်းဆက်တတ်ဖို့အကိုထောက်ပံ့ပေးချိန်မှာအကိုရဲ့အခြေအနေကကောင်းနေခဲ့ပါတယ်ဒါပေမဲ့အကိုရဲ့ဇနီးကအပြင်မှာမလိုအပ်တာတွေတုံးဖြုံပြီးအိမ်ကစုဆောင်းထားတဲ့ငွေတွေကိုအကုန်ဖြုံးပြလိုက်တယ်အပြင်မှာလည်းအကျွေးတွေအများကြီးတင်ခဲ့သေးတယ်ပြီးတော့သူကထွက်သွားတော့လဲတခါတည်းထွက်သွားတာပဲအကိုနဲ့ကလေးကိုထားခဲ့တယ်အကိုအကျွေးဆက်ဖို့တခြားရွေးချယ်စရာလမ်းမရှိတော့လို့အိမ်ရောကားရောအကုန်ပေါင်နှံလိုက်ရတယ်ဒီနေ့တွေထဲမှာကလေးကိုကြောင်းထားပေးဖို့အကိုတင့်တော်တဲ့အလုပ်လဲရှာမရခဲ့ဘူးဒါကြောင့်အသက်မွေးဝမ်းကြောင်းအတွက်ပစ္စည်းအောင်ကောက်ပြီးရောင်းစားဖို့ပဲတတ်နိုင်ခဲ့တယ်လို့ခါသီစွာပြောပြလိုက်တယ် KMC Recap Channel ကနေတင်ဆက်ပေးတဲ့အပိုင်း2ကတော့ဒီလောက်ပါပဲမကြခင်အပိုင်း3ကိုဆက်လက်တင်ဆက်ပေးမှာမို့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာခုလိုစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်